တို့ရင်တွေးလေးရေဒီတစ်ခါပြောပြမယ်ပေါ်မြင်လေးရဲ့နာမည်ကတော့အိမ်ထဲကကြွတ်ပဲဖြစ်ပါတယ်နော်အိမ်ထဲမှာကြွတ်တကုံရှိတယ်အဖွားကအဲ့ဒါကိုအရင်ဆုံးမြင်လိုက်တယ်ကြွတ်လို့သူကអော်ပြီးဆိုဖာပေါ်ကိုခုန်တက်လိုက်တယ်ခေါင်းအုံးတွေကအောက်ကိုပြုတ်ကျကုန်တယ်ဖေမလဲလို့ဖေဖေကမေးရင်ပဒိန်းပေါက်ပေါ်ကိုတက်လိုက်တယ်သူကလိုက်ကာဒီဆွဲချလိုက်တယ်ဟိုမာလို့မိမိကဇပွဲပေါ်ကိုခုန်တက်ရင်អော်လိုက်တယ်ပကံဒီကကြက်ကွဲတန်းနဲ့ပြုတ်ကျကုန်တယ်သူ့ကိုဖမ်းလိုက်လို့ကိုကကြောင်ကိုပြောလိုက်တယ်ကြောင်ကကြောက်ကိုတစ်ချက်ကြည့်ပြီးကုတန်အောက်ကိုထွက်ပြီးသွားတယ်ကျွဲလို့ကိုကကြောင်နောက်ကနေပြေးလိုက်ရင်អော်လိုက်တယ်ငါပဲလိုက်မောင်းထုတ်လိုက်မယ်လို့မိမိကတတိရှိရှိပြောလိုက်တယ်သူကဓမြက်စီကိုယူပြီးဟိုတို့ဒီတို့လိုက်တို့တယ်ကျွဲလို့ဖေဖေကអော်လိုက်တယ်မင်းနောက်မှာမိမိကကြွက်ကိုကြည့်လိုက်ပြီးကုတင်အောက်ကိုဝင်ပြေးသွားတယ်ဘာလို့ရောက်မလဲဆိုတာငါသိတယ်လို့အဖွားကဆိုဖာပေါ်ကခုံစင်းလိုက်ရင်អော်လိုက်တယ်သူကသတင်းစာတရွက်ကိုလိတ်ပြီးဟိုဒီလိုက်တို့တယ်ကျွဲလို့ဖေဖေကပရင်ပေါက်ပေါ်ကိုပိုပြီးမြင့်အောင်တက်လိုက်ရင်អော်လိုက်တယ်မင်းရေဘဲဘတ်မှာအဖွားကကြွက်ကိုကြည့်လိုက်ပြီးကုတင်အောက်ထဲကိုထွက်ပြေးသွားတယ်အော်ဒုက္ခပါပဲလူတူးလေးပြောလိုက်တယ်သူကဒီထက်ပိုပြီးတက်လို့မရတော့ဘူးသူကဂယုတက်ဆိုင်ပြန်ဆင်းလာပြီးကြွက်ကသူ့ကိုမြင်ကြမှာပဲကုတင်အောက်ထဲကိုဝင်ပြေးသွားတယ်အိမ်ထဲမှာကြွက်လူတိုင်းကတပြိုင်တည်းអော်လိုက်ကြတယ်အဲ့ဒီအတန်းကြောင့်ခလေးမလေးနိုးသွားတယ်သူကဖျားပေါ်မှာထထိုင်ပြီးမျက်လုံးတွေကိုအိတ်ချင်မှုတူပွက်လိုက်တယ်သူ့ခေါင်းအုံးပေါ်မှာဘာပါလိမ့်မလဲသူ့မှာမျက်လုံးနှလုံးခြေထောက်လေးချောင်းနဲ့အမီးအရှည်ပါတယ်ကျွတ်ရလို့ခလေးမလေးကပျော်ရွှင်စွာလက်ခုပ်တီးပြီးပြောလိုက်တယ်ခလေးမလေးကကြွက်ကိုကြည့်လိုက်တော့ကြွက်ကထွက်ပြေးသွားတယ်ခလေးမလေးလည်းသူ့ရဲ့နောက်ကနေကတ်ပါသွားတယ်ဆိုပါဘော်ကိုခုံတက်ကပရင်ပေါက်ဘော်ကိုတက်ကစပွဲမော်ကိုခုံကြော်တာခေါင်းအုံးတွေဘော်ကပြုတ်ကျတာလိုက်ကားလေကြားကနေပြေးသွားတာပကံဒီဘော်ကနေလင်းမြန်းစွာပြီးလာပြီးတော့တကားအပြင်ကိုရောက်သွားတာပုံမလေးကတော့ဒါပါပဲကွယ်ပုံမလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်တွင်ရင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်